မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဓွာတတမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့မလုံမစားဆိုတဲ့သင်ခန်းစာလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့သင်ခန်းစာလေးကိုဖတ်ပြပြီးတော့နောက်မှာလေ့ကျင့်ခန်းလေးတွေကိုဆက်လက်ပြီးတော့ဖြည့်ပြပေးသွားမှာဖြစ်ပါတယ်ဒီမလုံမစားဆိုတဲ့သင်ခန်းစာလေးကိုရေးသားခဲ့တဲ့သူကတော့ဆရာကြီးဘီမိုးနှင်းကရေးသားခဲ့တာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီသင်ခန်းစာလေးကိုပထမဦးဆုံးအနေနဲ့ဖတ်ကြည့်လိုက်ရအောင်ဦးရွှေတာသည်ခေါင်းအောင်သုံးလုံးကိုဆင့်ငါပလက်မီလျောင်းလျက်ခြေသလုံးကိုနှိပ်နေသည့်ဒူးဒီသောသားဖြစ်သူမောင်ရင်ကိုကြည့်ကမချီသောအမှုအရာနှင့်ရင်ဝသို့စို့တက်၍လာသောအလုံးကြီးတစ်လုံးကိုမျိုး၍ချလိုက်လေ၏မကောင်းသောကံကြမ္မာရဲ့အကျိုးပေးပုံတို့သည်အစုံအပြိုင်လာတတ်သည်ဟူသောစကား၏ဟုတ်မှန်ကြောင်းကိုစဉ်းစားရင်းတူဒီသောသားကလေးအတွက်မသက်မသာဖြစ်၍နေရှာလေသည်ဥရွှေသားမှာကျွဲဝချမ်းသာသူဖြစ်ခဲ့ပြီးနောက်ယခုကဲ့သို့လက်မဲ့အခြေအနေ၌မကြမ်းမမာဖြစ်၍နေလေရာမိမိအတွက်မပူလူပြပေါက်ဖြစ်သောသားကလေးအတွက်သာပူလေ၏မိမိမှာကတနေ့တခြားသမုတ်တရားသို့စီးနေသောတစ်တုံးသည်ရေကြောတွင်ခုခံခြင်းမပြုနိုင်ဘဲလိုက်ပါရသည့်အလားဝေဒနာဒီဟူသောအစုံရေကြော၌မရဏပင်လယ်ကြီးဘက်သို့တရိပ်ရိပ်မျောပါခဲ့သည်မှာခရိုင်အစုံသို့ရောက်ရပေတော့မည်နေလားညင်လားတေခြင်းဒီဟူသောသမုတ်တရား၏ရင်ဝင်သို့ရောက်ရတော့မည်ဟူသောအတိဤဖီစီခြင်းအောက်မှမလွန့်သာမဆန့်သာလမ်းဆုံးကိုမျောလျက်သာနေရရှာလေတော့တည်းရှေးဦးပထမလူလိန်ခံရ၏၎င်းနောက်အာမခံကြွေးကိုဆက်ရ၏ထို့နောက်ဓာပြအတိုက်ခံရ၏ထို့နောက်လေယာချမ်းမြေအိမ်ကျေရာကျေမကြံအောင်မြည်ရှင်ချစ်တီးများ၏မောင်းတန်ကိုကြားကြရ၏ထို့နောက်ဇနီးသည်ဒေါ်ဖြူမှာဥစ္စာပြက်ပြုံးလူလုံးမလှတောကပြပါမိလောင်စာကြောင့်မကြမ်းဖြစ်ကမရဏလန်းသို့စောလျင်စွာရောက်ခဲ့၏မိမိ၏အလှဲ့သည်ကတနေ့တခြားနီး၍လာကြောင်းသိရလျက်အားကိုးစရာညာတိဆွေမျိုးကောင်းလည်းမရှိပစ္စည်းအမွေလည်းရတော့မည်မဟုတ်သောသားအတွက်ရတဲ့မီးလောင်၍သာနေရရှာလေတော့တည်းတေရာကအရေးမကြီးလူခဲ့တန်းခဲ့ပြုခဲ့သည်များသောကုသိုလ်ကောင်းမှုတို့ကိုစင်ញင်ကမကောင်းမှုဒုစရိုက်ဟု၍တစုံတရာမျှကြီးကျယ်မလုခဲ့ခြင်းကြောင့်တေခြင်းကိုမကြောက်လှပေမိမိမျက်စိနှစ်ဖက်ကိုမိတ်လိုက်သောအခါဤသားကလေးတစ်ယောက်ဒီဤကဘာပေါ်၌ခိုကိုးရမဲ့မျက်နာငယ်စွာနေရခဲ့ရမည်ကိုသာတရေရေထင်မြင်လျက်မသက်မသာကြံရမရဖြစ်၍နေလေ၏အထက်ကပစ္စည်းဥစ္စာရှိခဲ့၍နူးညံ့နေခဲ့ရသောကြောင့်ကြမ်းတန်လုံးရည်လည်းမစားနိုင်စရဲစကြီးအစိုးရအရာရှိဖြစ်လောက်အောင်လဲပညာကိုမသင်ခဲ့ရပစ္စည်းဥစ္စာကိုအားကိုးပြုကအင်္ဂလိပ်စာမြန်မာစာကိုရေးတတ်ဖတ်တတ်ယုံကလေးမျှသင်ပေးခဲ့မိလေ၏ပညာကို9တန်း10တန်း IA BA အောင်တော်လဲအဘယ်လကာစားမှလောက်ရန်မလို့မြေပြုံမှဆင်းရဲဖို့ရှိသည်ဟူသောစိတ်ကြောင့်တကြောင်ပညာတွေကိုထိုးမြလောက်သင်တော်လဲပညာ၏အကျိုးကိုစဉ်းစားရှာကြံ၍မရသောကြောင့်တကြောင်သေစာရှင်စာနှင့်အတွက်အချက်ကလေးကိုသိလျင်တော်ပြီဟူသောအနေနှင့်ပေါ့လျော့မိခဲ့လေ၏ထိုကဲ့သို့ပေါ့လျော့စေရန်အပြစ်တစ်ခုမှလည်းအချောင်းမဟုတ်တကြီးသားမောင်ပါထိုက်ခေါ်သူကလေးမှာBA အောင်ပြီးနောက်ချောင်းဆိုးသွေးပါဖြစ်၍သေဆုံးသွားသည်ကိုတွေ့ရဘူးသဖြင့်ထိုမြလောက်ပညာသင်ကြီးသည်မသေးခင်ဝေစင်းရဲခံရခြင်းပဲမတော်တဆတခုခုဖြစ်၍ပျက်စီးသွားလျင်သင်ရသောဒုက္ခသည်အပေါ်ဖြစ်ချေမည်ဟုအောက်မေက
တူတီသောသားကလေးအပေါ်၌အကျဉ်းနာလွန်ကဲခြင်းကြောင့်ဖြစ်လေ၏ယခုမှာကမကြံတတ်အောင်ရှိနေသဖြင့်ငါသားကလေးအားပညာသင်မပေးခဲ့သည်မှာတက်တက်စင်မှားချေပြီဟုစင်ကြင်ကယူကျုံမရဖြစ်၍နေလေ၏တော့ကြည့်၍နေရမှတစုံတရာကိုစဉ်းစားမိသဖြင့်မျက်နာမှာလင်း၍လာလေ၏ငါသားသည်မိဘစကားကိုအမြဲနားထောင်သောသားဖြစ်သည်ဂရိတီခြင်းစကားမှန်ခြင်းသစ္စာဆောင်ခြင်းများ၌အထူးသဖြင့်ပုံသက်သေနှင့်တင်ပြခဲ့သောကြောင့်ဤအရာများ၌စိတ်ချရ၏ဂရိတစ်ခုကိုထားလျင်ဂရိဖြတ်မည်မဟုတ်ပေဟုစဉ်းစားမိလေ၏လူကလေးဘာလဲဖေတော့ကြာမနေရတော့ဘူးဖေသားမှာပစ္စည်းအမွေလည်းမရအကိုရလည်းမရှိလောကမှာကြာဆင်းရဲဒုက္ခဖြစ်ပြီးအောက်ကြနောက်ကြနေရမှာဖြစ်ရင်တရားမှာကပိုပြီးမြက်လိမ့်မယ်လို့ဖေသဘောရတယ်တေဝင်းရဲ့လားယောက်ျားပဲဖေရဲ့မစင်းရဲပါဘူးတဝမ်းတစ်ခါပဲဖေသားစိတ်ကောင်းထားပါကျွန်တော်အတွက်မပူပါနဲ့ဖေရဲ့ဖေသားကအကျန်းလဲမတက်အနုလဲနားမလဲဖေဘယ်နဲ့စိတ်ချပြီးသွားနိုင်ရမှာတော့လူကလေးရဲ့ဖေတော့ဂရိတစ်ခုထားစေချင်တာပဲဘယ်လိုဂရိလဲဖေကျွန်တော်ထားဝင်ပါတယ်ဖေယုံနဲ့ဖေသားဂရိတီးမယ်ဆိုတာဖေစိတ်ချလို့ပြောတာပဲပြောပါဖေဒီလိုကွက်လူကလေးရဲ့လူမှန်သမျှမှာအလုတ်လုပ်ရတယ်လူမှန်သမျှကိုစီကိုငါဆိုင်ရာအလုတ်တာဝန်ရှိကြရတယ်ရောင်းသူရှိလို့ဝယ်သူတွေမှာပစ္စည်းအသုံးအဆောင်များကိုရတာရောင်းသူမရှိရင်ရွှေတွေငွေတွေဘလောက်ပင်ရှိစေကမူရွှေငွေကိုဝယ်လဲမဝယ်နိုင်စားလဲမစားနိုင်ဘူးလယ်သမားဟာလဲကုန်တယ်ကိုအကုရတယ်ကုန်တယ်ဟာလဲလယ်သမားရှိလို့ဖြစ်တာပဲဒီအတွက်လူမှန်သမျှအလုတ်ကိုစီနဲ့တူးအကျိုးကိုတူးဆောင်ကြရတာပဲမှန်ပါတယ်ဖေဒီအကြောင်းကိုမကြပြောဘူးသားပဲအေးဖေသားမှတ်မိတာဖေဝမ်းသာတယ်အခုဖေပြောလိုတာကဖေသားလူပြည်မှာစံကုန်မြေလေးဖြစ်မှာစိုးလို့ပြောတာဒီလိုအပြောခံရရင်ဖေတင်းချိုင်းထဲကနေပြီးကြားရလိမ့်မယ်ကြားရင်ငရဲခံရတာထက်စိုးလိမ့်မယ်ဒီအတွက်လူကလေးလောကမှာအလုပ်တစ်ခုကိုမလုပ်ရသမျှထမင်းကိုအလကားရအောင်မစားပါဘူးဆိုတဲ့ဂရိကိုထားစေခြင်းနဲ့သားဖြစ်သူသည်ဖခင်အားမျက်လုံးပြူးလျက်ကြည့်ပြီးဒီလိုဖြင့်ကျွန်တော်အလုပ်မရှိရင်အငတ်ခံသေးရမှာပေါ့သေတာကตาပြီးမကောင်းဘူးလားမင်းမေလည်းသေးပြီးဖေလည်းသွားရတော့မယ်သေရတာဘာဝင်လေးသလဲဆင်းရဲခြင်းထဲမှာလူကိုကယ်တဲ့တရားဟာသေမင်းပဲလူငယ်သည်စဉ်းစား၍နေလေ၏ဟုတ်တယ်ဖေကျွန်တော်ဂရိထားပါတယ်အေးမိလုပ်တဲ့အလုပ်နဲ့ထိုက်တန်တဲ့အစာကိုမှစားပါမယ်တပဲတန်လောက်ပြီးငါးပြားတန်မစားပါဘူးတမူးတန်လောက်ရမှတပဲတန်စားပါမယ်ဆိုတဲ့ဂရိကိုထားနိုင်ရဲ့လားထားပါတယ်ဖေသေးလျင်သေးချင်းလူကလေးဘာမဆိုတခုခုလောက်ရလိမ့်မယ်မလောက်ရရင်ထမင်းမစားအစားအဝတ်ထက်အလုတ်ကိုပိုးစေပါမယ်ဆိုတဲ့ဂရိကိုတစ်သလုံးစောင့်ထိန်ပါမယ်ဆိုတဲ့ဂရိကိုထားမလားထားပါတယ်ဖေစိတ်ချပါအလုံးနဲ့မတန်သောအစာကိုကျွန်တော်ဒီတစ်သက်မှာမစားပါဘူးအလုံးမလုံးရရင်အငတ်ခံသေးပါမယ်ကောင်းပြီလူကလေးဖေစိတ်ချရပြီစိတ်အေးပြီဟုပြောပြီးမျက်လုံးများကိုမှိန်းသလိုနေရမှမထပဲနေလေတော့တည်းမောင်ရင်မှာပစ္စည်းဟူ၍တစုံတရာမရှိသဖြင့်အလောင်းကိုပင်အရက်ကတင်းကြိုလိုက်ရလေ၏သူတော်ကောင်းကြီးပါလူတွေမကောင်းလို့အခုလိုဆင်းရဲဒုက္ခဖြစ်ပြီးအနှိမ့်ဆရောက်ရတာပဲစသဖြင့်အတိဟူသမျှကစုတ်တက်ကဝမ်းနဲ့စကားပြောကြလေ၏မတာချပြီးနောက်တကြီးကမောင်ရင်ကိုအိမ်သို့ခေါ်၍ထားလေ၏အမငယ်ပါနဲ့ကွယ်မင်းဖေဟာဘာကြီးနဲ့ငငယ်ကလေးကလဲပင်ဖက်ပြီးကြီးတာကွယ်ကိုအိမ်လိုသဘောထားစားရင်ရှားဖွေစားဘာကြီးတို့မှာသားသမီးမရှိဘူးကွဒီအတွက်တငယ်ချင်းသားလဲဖြစ်တာမို့ခင်ရတာပဲမ
ကြသေးခိုင်မှာဘာကြီးတို့စီမှာနေသေးတာပေါ့ကြံရင်ဖန်ရင်ပြောကွက်စသည်ဖြင့်တကြီးကပြောဆိုအားပေးလေ၏မောင်ရင်သည်မာနရှိသူဖြစ်၏တို့ဖြစ်လေရာမြည်သူထံမှငွေကြေးအထောက်ပံ့ကိုပြောဖို့ကြံစီသူမဟုတ်ချေတကြီးအိမ်သို့ရောက်တော်လဲထမင်းမစားဘဲနေလေ၏တကြီးနှင့်အိမ်သားများသည်ကဖခင်စိတ်ကြောင့်မစားနိုင်မတောက်နိုင်ဖြစ်နေရှာတယ်ထင်ပါရဲ့တာမန်သားသမီးဟာမိဘအတွက်ဒီလောက်အပူကြီးလေမရှိဘူးဒီတငယ်ဟာမိဘကိုတကယ်ချစ်တဲ့တငယ်ပဲတော်ပါပေတယ်စိတ်သဘောကောင်းမြတ်ပါပေတယ်ဟုပြောကြလေ၏မောင်ရင်မာကမိမိဂရိအတိုင်းအလုံးမလုံးရသည့်အတွက်မစားဘဲနေခြင်းဖြစ်လေ၏ဘာကိုလုံးရမလဲဟု၍သာကြံလျက်ရှိလေ၏ရှာကြံတော်လဲအလုံးမတွေ့ပေထိုကဲ့သို့မစားမတောက်ပဲ3ရက်ကြာ၍သွားသောအခါအရက်ထဲ၌၎င်းအကြောင်းကိုပြောစမတ်ပြုလေ၏မောင်ရင်ကလေးအတွက်စိုးရင်ရတယ်သူ့အဖေသေးလို့တကြီးအိမ်မှာအစာတော်မစားဘူးတဲ့အစာငက်ခံပြီးသေမှစိုးရတယ်စသဖြင့်ပြောစပြုကြလေ၏တနာသူကျင်နာသူကြွေးကျင်ပေးကျင်သူတွေလည်းသူ့ထက်ငါလာရောက်ကမောင်ရင်အားတရားချကြလျက်မောင်ဘာစားမလဲအလိုရှိတာပြောပိုက်ဆံကျင်းငွေအတွက်ပူသလားနေရေးစားရေးအတွက်ပူသလားဒီအိမ်မှာမပြောလို့လားမပြောရင်အတော်တို့အိမ်ကိုလားဦးလေးတို့အိမ်အကျယ်ကြီးအကြီးတို့အိမ်မှာအကြီးသမီးမဲစိန်နဲ့အကြီး2ယောက်ထဲရဲ့မောင်တသက်စားသုံးလို့မကုန်ပါဘူးစသည်ဖြင့်ခေါ်ကြလေ၏4ရက်မြောက်သောအခါမွတ်သိပ်စာလောင်ခြင်းသည်အတော်ပြင်းထန်၍လာလေ၏တကြီးကတော်ကလည်းစားပွဲတောက်ဖွယ်တွေကိုချက်ပြုတ်ကြော်လော်ကမောင်ရင်တရေကြလောက်အောင်ညှော်တိုက်လေ၏မစားသူမို့ကျွေးလိုသောစိတ်စေရနာအထူးထက်သန်၍နေလေ၏တနာသူများအထက်တွင်ပါဝင်သူတယောက်သည်ကတကြီးကတော်၏တူမအရင်ဖြစ်သူမြေပိုင်ရှင်တထေးဦးစံကျော်သမီးမဲလုံးခေါ်သည့်မိန်းကလေးဖြစ်ရာမောင်ရင်ကိုအဘဲပုံကြံ၍အစာစားအောင်လုပ်ရပါမည်နီဟူသောအကြံနှင့်တကြီးအိမ်သို့လာရောက်ပြီးလျင်မိဖို့ကြောင့်၌ကူညီလောက်ကံ၍နေလေ၏တို့နေရာတနာယာမှချစ်မြတ်တာတက်ဝင်လျက်အတော်ပင်စိုးရိမ်စပြုလေ၏မဲလုံးသည်ဝမ်းနည်းသောမျက်လုံးများနှင့်မောင်ရင်ကိုအသာကြည့်လျက်စဉ်းစားသလိုနေလေ၏တို့နေရာမှအပားတို့အရဲစွန်ကကပ်၍လာပြီးစိတ်ဆိုးဟန်အပြစ်တင်ဟန်ဂယုဏဒေါသဟန်နှင့်ရှင်ဘာလို့မစားတာလဲရှင်ဒီလိုနေရင်သေလိမ့်မယ်မိဘကသာသားသမီးသေရင်လွမ်းနာပါရှင်လိုလူတခါမှမတွေ့ဘူးသေးဘူးဘာစားကြင်တယ်လဲပြောပါကြိုက်ရာကိုကျမသဘောကျအောင်ချက်ပေးမယ်စသည်ဖြင့်ပြောတော်လဲမောင်ရင်သည်စကားပြန်၍မပြောဖခင်အတွက်ပူနေတယ်ထင်ကြရင်လဲตาပြီးကောင်းတာပဲသူတို့ထင်တယ်လို့ဖြစ်အောင်လုပ်မှတော်မဲဟုစဉ်းစားကဝမ်းနဲ့ပူပင်သောအမှုအရာနှင့်ညီးပြီးမလုံးမသိဘူးနော်ဒီအဖေလိုအဖေမျိုးလောကမှာရှိမယ်မထင်ပါဘူးဒီအပူဟာဒီတသက်မှာဖြင့်အေးမယ်မထင်ပါဘူးဖြစ်ဖြောက်လို့မရဘူးတွေးလေကောင်းသမျှကျေးဇူးတွေကိုတတိယလေးပဲစသည်ဖြင့်ပြောလေ၏သို့တော်လဲဝမ်းတဲ့၌ကတကြုတ်နှင့်မချိတ၏စာ၍လာလေ၏မိဘမအနဲ့ရတိုင်းတရေကြလေ၏ငါစားရအောင်ဘာများလုပ်ရပါမလဲစသည်ဖြင့်စိတ်ကူးလေရာအိမ်ရှိရာဝင်အိုးကြီး၌ရေများချောင်းနေသည်ကိုတွေ့ရသည်ဖြင့်ဟင်းအလုတ်ဆိုတာလှုပ်ချင်ရဲ့အလွယ်ကလေးပါလားဘသူကိုတောင်းနေရဦးမှာလဲတန်အောင်လှုပ်ရင်ပြီးတာပဲအလုတ်ဆိုတာရှောက်တောင်းမှအလုတ်ဖြစ်တာမဟုတ်ပါကလားငါဘာမစိုးလှုပ်ရင်အလုတ်ပါပဲငါလှုပ်တဲ့အတွက်တူးတယောက်မှအကျိုးရှိရင်ပြီးတာပဲဒီအိုးကြီးထဲမှာရေထက်အိမ်ရှိမှာခြောက်နေတဲ့စပယ်ပင်နှင်းစီပင်တွေကိုရေလောင်းအပွင့်လျင်ငွေတောင်ဖြစ်နိုင်သေးတာပဲအလုတ်ဆိုတာမခိုင်းမဲလို့ရင်ကြုံမဟုတ်ဘူးသူ့အခလိုချင်လို့သူ့ထံမှာအစေခံအလုတ်ကိုတောင်းပြီးလုံမှကြုံဖြစ်တာအောက်ကြတာဒီရောင်ဝင်အိုးပြည့်ရင်ငါထမင်းတနတ်တော့စားထိုက်မှာပဲဟုအောက်မေကမဲလုံးနဲ့စကားပြောရမှရုတ်တရက်ထားသွားချေရင်အိမ်ကရေထမ်းသောတန်ပုံးနှင့်တဘိုးငှားပြီးအစာမရှိသည့်ခါချီလျက်နှင့်ပင်စိတ်ကိုဆောင်ကချောင်းထဲသို့ဆင်း၍သွားလေရာ
မဲလုံးနှင့်မြင်သမျှအားလုံးတို့မှာအံ့ဩ၍နေကြလေ၏မဲလုံးကကိုမောင်ရင်ရှင်ထမင်းလည်းမစားဘဲနဲ့ဘာလို့မလို့လဲရေထမ်းမလို့လားဘသူကခိုင်းလို့လဲရှင်ဒုက္ခဖြစ်လိမ့်မယ်စသည်ဖြင့်ပြောဆိုကတန်မုံကိုလိုက်၍ဆွဲလေအတာနေမက်လုံးဖေဖေအတွက်ပူနေတဲ့စိတ်ကိုအလုံးနဲ့ဖြောင်းမှရမှာဒီအတွက်ရေထမ်းမလို့တည်ရင်လဲအေးတာပဲဖေဖေနောက်လိုက်ယုံပေါ့မက်လုံးသာပြန်มาအလုံးလုံးပြရစေကျုပ်ကိုတနာရင်အလုံးလို့ဖို့အခွင့်ပေးပါဟုပြောပြီးသွားလေ၏တား၍မရသဖြင့်အခွင့်ပေးရသောမဲလုံးမှာတနာကျင်နာယာမှမောင်ရင်ဤကြီးရင်သောစိတ်ကိုကြည်ညိုမိပြီးအချစ်မီးတောက်လျက်မျက်ရည်ကလေးတလဲလဲနှင့်အိမ်ကိုပြန်၍လာပြီးအိမ်မော်၌တိုင်ကိုမိကမောင်ရင်ကိုစောင့်မျှော်၍နေရလေသည်မောင်ရင်သည်ရေထမ်းနှင့်ရောက်၍လာပြီးရောင်ဝင်အိုးထဲသို့ရေကိုလောင်းလေ၏လောင်းပြီးမောဟိုက်လျက်မြေပေါ်တွင်ဖင်ထိုင်လေ၏မဲလုံးသည်တကြီးအတွက်ကြိုထားသောနို့အိုးမှနို့တစ်ခွက်ကိုခတ်၍လာပြီးကိုမောင်ရင်ရဲ့ရှင့်အတွက်ဒုက္ခများလိုက်တာရှင်တခုခုဖြစ်ရင်ကျမဟုရှိုက်တန်ကလေးနဲ့ပြောပြီးကျင်နာသောမျက်လုံးများနှင့်နို့ကိုပေးရာမောင်ရင်သည်စိတ်မပါဟန်ဖြင့်ယူ၍တောက်လေ၏ထိုအခါအနှဲငယ်အားရှိရလာသည်ဖြင့်မဲလုံးတားတော်လည်းမရတဖန်တန်ပုံးနှင့်ချောင်းသို့သွား၍မကြာမီရေတထန်းနှင့်ပြန်လာလေ၏မက်လုံကနို့တစ်ခက်ကိုစီး၍တိုက်လေ၏တော်မက်လုံမသေးနိုင်တော့ပါဘူးအခုမှပူနေတဲ့စိတ်ကလေးအေးသွားတယ်အလုံးဟာစိတ်ယောဂအတွက်အကောင်းဆုံးဆေးပဲမက်လုံတနာရင်မတားပါနဲ့ဟုပြောပြီးရာဝင်အိုးပြည့်သည့်တိုင်အောင်ရေကိုခတ်လျာတကြီးနှင့်တကြီးကတော်မြို့မှပြန်လာသောအခါမက်လုံကအဖြစ်ပြက်ကိုပြော၍ပြလေ၏မောင်ရင်ကိုအံ့ဩကျင်နာသောရက်သူရွာသားတို့ကလည်းဝိုင်း၍ပြောကြလေ၏ထိုနေ့မှစ၍မောင်ရင်သည်ဖခင်အတွက်ပူလောင်သောစိတ်ကိုအလုံးနှင့်ဖြစ်သည်ဟုပြောကာရေသည်ချင်းထင်းပေါက်ချင်းမှစ၍အိမ်ရှိသမျှအလုပ်တွေကိုတိမ်ကျုံ၍လှုပ်လေ၏ထမင်းကိုလည်းအညှိုးနှင့်ကြေအောင်စားလေ၏၎င်း၏ဝရိယ၎င်း၏စိတ်နေသဘောထားပုံကိုသဘောကျ၍တူမလေးနှင့်နေရာချခြင်းသောတကြီးကတော်ကလည်းမောင်ရင်စားလေဟင်းကောင်းကျွေးကောင်းတွေကိုချက်အားရှိလေဖြစ်လျက်မိဘမှာတရှဲရှဲကြော်ချက်လေ၏တကြီးနှင့်တကြီးကတော်မှာအဖိုးတန်တူသားကလေးတယောက်ကိုရတာပဲဟုကြိတ်၍ပြောကြလျက်မှိုရသောမျက်နာလိုဖြစ်၍နေကြပြီးနောက်မဲလုံးဤမိဘများနှင့်တိုင်ပင်ကြလေ၏မောင်ရင်ကိုတကြီးနှင့်တကြီးကတော်တို့ကကိဋ္ဌိမာသားအဖြစ်နှင့်မဲလုံးဤမိဘများအားပြောဆိုကမဲလုံးနှင့်မောင်လဲနှမလဲပေးစားရန်စီမံကြလေ၏ထိုအခါကျမှမောင်ရင်သည်ကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးသည်ငါအားမစင်းရဲနိုင်သောဂရိသစ္စာကိုအထားခံ၍တွားခြင်းပေတကားဟုစဉ်းစားလျက်ကျေးဇူးတင်လျက်တစ်နှစ်တစ်ကြိမ်ဖခင်ကြီးသေဆုံးသောနေ့တွင်တန်ဃာတော်တို့အားစွန့်ကြွေးလှူဒန်းလေ၏ဒါလေးကတော့ဓာတတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဆရာကြီးပီမိုးနှင်းရေးသားခဲ့တဲ့မလုံမစားဆိုတဲ့ဝိတ္ထုတို့ဆောင်းပါးလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်နောက်နေ့ကျမှသင်ခန်းစာရဲ့ဖြေပုံဖြေနည်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်